ယောင်းနိုင်တဲ့တိုင်းထွန်းလိုက်ယုံနဲ့ကိုယ်စီရနေပြီးတော့ထွက်သွားတဲ့ချစ်သူရီးစားအိမ်နောက်ဘက်သို့မဟုတ်ကိုယ်မချစ်မနစ်တော့တဲ့ချစ်သူရီးစားအိမ်နောက်ဘက်ကိုပြန်ခေါ်လို့ရတယ်နော်ရုပ်ရှင်ကားထဲမှာမြင်ဘူးကြတဲ့အတိုင်းပဲနော်တစ်ဖက်သူကကိုယ်ရုပ်တရက်ဟာတတိယလိုက်တာဆိုပုံစံမျိုးနဲ့ကိုယ်စီကိုအပြေးလွှားရောက်ရှိလာပြီးတော့ကိုယ့်ရဲ့အလိုဆန္ဒအားလုံးလိုက်လျောပါတယ်နော်အဲ့တော့ဘာလို့ပါလဲဆိုတော့ဖယောင်းနိုင်ထွန်းရတယ်ထွန်းတဲ့အခါမှာရိုးရိုးထွန်းလို့မရဘူးကြောက်ပြင်တစ်ချက်ကဝယ်ရင်ဝယ်ပဲနဲ့အိမ်မှာရှိပြီးသားဆိုလည်းရတယ်နော်ကြောက်ပြင်တစ်ချက်ရဲ့အောက်မှာကိုခေါ်မဲ့သူရဲ့ဓာတ်ပုံဖိတာရမှာနော်အဲ့တော့ဓာတ်ပုံလေးကိုခွက်လက်ထန်လိုက်ပေါ့နော်ညနာပေါ်အောင်ပတ်လက်လေးပြန်ပြီးတော့အဲ့ဒီပုံမှာကြောက်ပြင်ချက်ကိုဖိအပေါ်မှာဖယောင်းနိုင်ထွန်းဖယောင်းနိုင်ကဘာအကြောင်ပြပြရတဲ့အကြောင်းရွေးရမရှိဘူးနော်ဖယောင်းနိုင်ထွန်းပြီးသွားတော့ကိုခေါ်မဲ့သူကယောက်ျားလေးဆိုရင်ရွေးရမယ်မန်နန်ကအုံပုရိသယောက်ျားသူ့နာမည်ထည့်ပြောပေါ့နော်မောင်ဖြူစမောင်ဖြူပေါ့လာဟဲ့နာကန်ဆိုပြီးတော့38ခေါက်ရှိရပြီအဲ့တော့နေ့စဉ်ထွန်းထန်ကုန်လေး3-4ရက်လောက်ထုံးလိုက်တာနဲ့အဲ့ဒီလူကလေဟာကျွန်တော်ရောက်ပါပြီခင်ဗျာကျွန်တော်မှားပါတယ်ကျွန်တော်တောင်းပန်ပါတယ်ဆိုပုံစံမျိုးနဲ့ဟိုမှာဒူးထောက်မတက်နော်လေးဘက်ကုန်းမျိုးမှာအပြည့်အလွှာနော်ကိုကိုချစ်လုံးလို့ပါကိုကိုကြိုက်လုံးလို့ပါကိုကိုဆွဲလန်းလုံးလို့ပါဆိုပုံစံမျိုးနဲ့မှာဖြည့်သွားပြီးတော့ရရှိလာလိမ့်မယ်ဒါပေမဲ့ကိုခေါ်မဲ့သူကမိန်းကလေးဆိုလို့ရှိရင်တော့ကျွေးရတဲ့မန်နန်ကအုံအိဋ္ဌိယနော်ပြည့်နေမယ်ထည့်ပြောမှာပေါ့နော်မတ်ဘတူပေါ့မနော်ကဲမတ်နီပေါ့နော်အုံအိဋ္ဌိယနာမည်ပြောလာဟဲ့နာကန်ဆိုပြီး32ခေါက်ရှိရပြီရွတ်လိုက်တာနဲ့ကိုရရွတ်ပြီးတော့ဖျောင်းနိုင်ထွန်းလိုက်ရုံနော်ဖျောင်းနိုင်ထွန်းပြီးမှရွတ်လိုက်ရတယ်ရွတ်ပြီးမှထွန်းလိုက်ရတယ်ကျေးစားမရှိဘူးအဓိကကတော့ကြပ်ပြန်တစ်ချက်အောက်မှာကိုခမဲသူရဲ့ဓာတ်ပုံထားပတ်လက်နေထားနဲ့မျက်နှာပုံထားရမယ်ဖျောင်းနိုင်ထွန်းရမယ်ထွန်းတဲ့အချိန်မှာနာမန်နန်ကိုရွတ်နော်ယောက်ျားကိုခေါ်မှဆိုရင်ယောက်ျားကိုခေါ်တဲ့မန်နန်ကိုရွတ်မိန်းမကိုခေါ်မှဆိုရင်မိန်းမကိုခေါ်တဲ့မန်နန်ကိုရွတ်လိုက်တာနဲ့ရပြီနော်ရက်ပိုင်းတည်းမှာပဲကိုစီကနေပြီးတော့ထွက်သွားတယ်ချစ်သူကြီးစားအိမ်နောက်ဘက်ကအမြန်ဆုံးပြန်ရရှိတာလေ